လူတွေနေတိုင်းတောက်နေတဲ့နွားတို့တွေရဲ့နောက်ွယ်မှာနိုးတောက်ရမယ့်နွားပေါက်လေးတွေနိုးဝကြလားဆိုတာသိလားစီးပွားဖြစ်နွားတို့လုံငန်းအများစုများနွားကလေးတွေမွေးပြီးတော့12နာရီကနေ24နာရီအတွင်းနွားလေးနဲ့နွားမကြီးကိုခွဲပြစ်ကြပါတယ်နွားလေးတွေကသူ့မေနှုတ်ကိုတားရိုက်ဆိုးခွင့်မရပဲလူတွေဖြော်ပေးတဲ့အာဟာရဖြစ်နှုတ်မုံဖြော်ရည်ကိုပဲတောက်ပြီးတော့ကြည့်ရတာပါအဲ့ဒီလိုခွဲခွာခံရတဲ့နွားလေးဟာနွားအုပ်တွေမှာသူတို့အတွက်ခင်မေတွေ့တာတဲ့အချစ်ဆုံးတနင်္ဂနွေရှိကြပါတယ်သူတို့ဟာအချစ်ဆုံးတနင်္ဂနွေလည်းအတူရှိကြတဲ့အခါနှလုံးခုန်လုံးကပုံမှန်အတိုင်းရှိပြီးတော့ခွဲခွာခံရရင်တော့စိတ်ဖိစီးတာပဲဝမ်းနေတာတွေစိတ်ခံစားချက်တွေရှိကြပါတယ်တတရတောက်နေတဲ့နွားတို့တစ်ခွက်ဟာနွားလေးတွေမတောက်လိုက်ရတဲ့နွားနှုံးတွေမို့တန်ဖိုးထားပြီးကိုယ်တောက်ဖို့ပြောပြလိုက်ပါတယ်ခမညာတတပြောတာကြိုက်လိုက်လောက်သွားပေးပါဦးခမညာ